စက္ကပ်ကျွန်တော်လူပြိုပေါက်အရွယ်လောက်ကဖြစ်သည်အဖေနဲ့ကျွန်တော်စက္ကပ်ပွဲအတွက်လက်မှတ်တန်းစီနေကြသည်အတော်ကြာစောင့်ဆိုင်ပြီးသည့်နောက်တွင်လက်မှတ်ပေါက်နဲ့ကျွန်တော်တို့ကြားမှာမိသားစုတစ်ခုသာကြံလေသည်ဒီမိသားစုကိုကြည့်ပြီးကျွန်တော်သဘောကျနေမိသည်ကလေးကြီး6ယောက်ပါသည်တယောက်မှ12နှစ်ပြည့်ပုံမရသေးသူတို့အသွင်ပြင်နေကြည့်ုံဖြစ်ငွေကြေးပြည့်ပြည့်စုံစုံနေရမဟုတ်ကြောင်းသိနိုင်သည်အဝတ်စားတွေကအဖိုးတန်နေရမဟုတ်သို့တော့တတ်တတ်ရရရှိသည်ကလေးတွေကအမှုအရာယဉ်ကျေးသည်မိဘများနောက်မှာနှစ်ယောက်တည်းလက်ချင်းချိတ်ပြီးတန်းစီနေကြသည်သို့တော့နှုတ်ကမှုညဘက်တွင်သူတို့ကြည့်ရမည့်စက္ကပ်လူပြစ်များစင်လိမ်မာများနဲ့အခြားပြကွက်များအကြောင်းကိုအတက်တရောပြောဆိုနေကြသည်သူတို့လေးတွေခမညာစက္ကပ်ပွဲတစ်ခါမှကြည်ပူးကြပုံမပေါ်ဒီညကတော့သူတို့ဘဝမှာတကယ်အမှတ်တရညဖြစ်တော့မဲ့ပုံစံမျိုးအဖေနဲ့အမေကအုပ်စုထိပ်မှာဝမ်းမြောက်ဂုဏ်ယူသည့်အသွင်ပြင်များဖြင့်ရပ်နေကြသည်ကလေးတွေမိခင်ကခင်မွန်းတဲ့လက်ကိုကိုင်းလျက်သူ့မျက်နှာကိုကျွန်းကျွန်းဆာဆာကြည့်နေပုံမှာမေးချစ်သူလူစွမ်းကောင်းကြီးဟုနှုတ်ခွန်းဆက်နေသလားတောင်ထင်ရတယ်အထင်ကြီးမှုလေးစားမှုလက္ခဏာတွေအပြည့်ပါတယ်ခင်မွန်းတဲ့ကလည်းအားကိုလိုက်စမ်းမှရှိရဟုကွန်တုတ်ပြန်နေသည့်နဲ့ဂုံယူသောအပြုံးနဲ့ချစ်ကြည်နူးစွာကြည်နေသည်ဒီအခိုက်တွင်လက်မှတ်ရောင်းတဲ့အမျိုးသမီးကအဖေလို့သူအားလက်မှတ်ဘယ်နှဆောင်ယူမလဲလမ်းမေးသည်ကျွန်တော်ကလေးလက်မှတ်7ဆောင်နဲ့လူကြီးလက်မှတ်2ဆောင်လိုချင်ပါတယ်အဲ့ဒါမှကျွန်တော်တို့တမိသားစုလုံးလာလို့ရမှာသူကတိတ်ကြွကြွပင်ဖြေသည်အမျိုးသမီးကလက်မှတ်ခနှုံထားများလမ်းပြောသည်ဇနီးတဲ့ခင်ပွန်း၏လက်ကိုလွှတ်ချလိုက်ပြီးခေါင်းလဲငုံသွားသည်အမျိုးသား၏နှကန်းတွေတဆက်ဆက်တုံလာသည်သူချစ်သူအနှဲငယ်တိုးဟာဘလောက်လဲပြဟု၍ထပ်မေးပြန်သည်လက်မှတ်ရောင်းသောအမျိုးသမီးဈေးနှုန်းတွေထပ်ပြောသည်အဖေလို့သူမှပိုက်ဆံအလုံးလောက်မပါသို့တော့ဒီအချိန်ကြမှာသူနောက်ပြန်လှည့်ဟာကလေးတွေကိုအဖေမှာပိုက်ဆံအလုံးလောက်မပါလို့ဒီညစက်ကကြည့်နိုင်မှာမဟုတ်ဘူးလို့သူဘလို့လို့ပြောထွက်နိုင်မှာမည်နည်းဖြစ်ပျက်ပုံအလုံးစုံကိုမြင်ကကျွန်တော်အဖေအင်ကြီးအိတ်ထဲလက်နိုင်သည်ဒေါ်လာ20တန်တရွတ်ထုတ်လာပြီးနောက်မြေကြီးပေါ်အသာပစ်ချသည်ကျွန်တော်တို့လည်းချမ်းသာသူများမဟုတ်ကြောင်းကြားပြတ်ပြောလိုပါသည်ထို့နောက်အဖေပဲဒီပတ်စံကိုပြန်ကောက်ကကလေးများဖခင်ပခုံးကိုတွားပုတ်ပြီးပြောသည်ဒီမှာခမရစောစောကခမရအိတ်ထဲကထွက်ကြသွားတယ်အဖေဘာလုပ်သည်ဆိုတာထိုပုဂ္ဂိုလ်ကောင်းစွာနားလည်လိုက်ပါသည်ဘယ်သူစီမှသူလက်ပြန်တောင်းခံခဲ့သည်တော့မဟုတ်သို့တော်လည်းဒီလိုအသေးအတန်အရေးတကြီးအချိန်ဖခင်တယောက်အနေနဲ့အချက်ကြီးချရမိအဖြစ်မျိုးကြုံရအံ့ဆဲဆဲအချိန်တွင်မမျော်လင့်ပဲပေါ်ပေါက်လာသည့်ဒီအကူအညီအတွက်သူတကယ်ပဲကျေးဇူးတင်သွားသည်အဖေမျက်လုံးအစုံကိုသူစူးစိုက်ကြည့်သည်ဒေါ်လာ20တန်ကင်ထားသောအဖေလက်ကိုသူ့လက်နှစ်ဖက်နဲ့ပြင်းညစ်စုပ်ကင်တာတုံရင်သောနှကမ်းများဖြင့်ကျေးဇူးတင်စကားဆိုသည်ကျေးဇူးတင်ပါတယ်ဗျာတကယ်ကိုကျေးဇူးပါပဲကျွန်တော်တွေ့ရောကျွန်တော်မိသားစုအတွက်ပါအဖိုးမပြတ်နိုင်ပါဘူးခင်ဗျာဒီလိုပြောရင်သူပါပြင်မော်မျက်ရည်တစ်ပေါက်လှိမ်စင်းကြလာသည်အဖေနဲ့ကျွန်တော်ကားစီကိုလှည့်ပြန်ကအိမ်တို့ပဲမောင်းလာခဲ့ကြသည်အဲ့ဒီညစက်ကပ်ပွဲသို့ကျွန်တော်တို့မသွားကြပါသို့တော့ညတဲ့ညသည်အချင်းကြီးညတော့လုံးဝမဟုတ်ခဲ့ပါ